ရီမီယာလိစီတို့လှမ်းခဲ့ရသောခြေလမ်းများအသက်9နှစ်မင်းရဲ့ပထမဆုံးဘောလုံးလေးကိုရခဲ့တဲ့ချန်နောက်ဖေးကဘိုးပေါက်တေးသေးလေးတွေကိုမင်းအဲ့ဒီဘောလုံးကိုကန်သွင်းလိုက်တဲ့အခါမင်းရဲ့အဖေကဝမ်ပတ်လေးဝင်းပွေကွင်းကြီးထဲမှာရောက်နေတယ်လို့မျိုးအားရပါရအော်ဟစ်အားပေးခဲ့တယ်။လဆောင်3ညအသက်9နှစ်မင်းရဲ့နီးပြကမင်းရဲ့မိဘတွေကိုတီးတန့်ခေါ်ပြီးပြောတယ်ဒီကလေးကထူးခြားတဲ့အဲ့ဒီအချိန်ကစလို့မင်းရဲ့စနေတနင်္ဂနွေတွေဟာကားနဲ့2နာရီကျော်မောင်းရတဲ့ခရီးတွေဟိုတယ်မနက်စာတွေနဲ့နေမထွက်ခင်ကလေးကစတင်ရတဲ့တိုင်ပွဲတွေဖြစ်လာခဲ့တယ်။လဆောင်3ညအသက်73နှစ်မင်းဟာ American Moss Academy တခုကိုဝင်ခွင့်ရခဲ့တယ်။အဲ့ဒီနေရာမှာတော့လူတိုင်းကမြင်ကြတယ်လူတိုင်းကဘောလုံးဆွဲပြေးနိုင်ကြတယ်။တစ်မျိုးလုံးမှာအတော်ဆုံးကလေးဖြစ်ခဲ့ဘူးလားဟာအခုချိန်မှာဘာမှအတိတ်ပဲမရှိတော့ဘူး။လဆောင်3ညအသက်16နှစ်အင်္ဂလန်ကကစားသမားရှာဖွေသူ Scarf တဦးစီကနေဖုန်းခေါ်ဆိုမှုရောက်လာတယ်။မင်းရဲ့အမေကအဲ့ဒီ email ကို3ကောင်းလောက်ထပ်ခါတလဲလဲဖတ်နေခဲ့တယ်။အမေရိကမှာဘောလုံးကစားတဲ့သူတန်းနဲ့ချီရှိပေမဲ့အဲ့ဒီနေရာအထိရောက်သွားတဲ့သူကတော့မရှိတလောက်ရှားပါတယ်။လဆောင်3ညအသက်16နှစ်အင်္ဂလန်ကအကယ်ဒမီမှာမင်းရဲ့ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်စတင်ခဲ့ပြီးဘောလုံးရဲ့ရွှေတရားနှုန်းကမင်းရဲ့အတွေးတွေထက်တောင်ပိုပြီးညံစံနေတယ်မင်းဟာစူပါစတာတယောက်မဟုတ်တော့ဘဲအသက်ရှင်ကျန်ရစ်အောင်ရုန်းကန်နေရတဲ့အမေရိကန်သားလေးတယောက်မျှသာဖြစ်သွားတယ်။လစာ60 3ညအသက်20ပရီးမီယာလိဂ်မှာပထမဆုံးအကြိမ်ပွဲထွက်ခွင့်ဒေးဗစ်ရခဲ့တဲ့ပရိသတ်တွေရဲ့အော်ဟစ်တန်တွေဟာအတူကြီးတွေလိုတောင်ထင်မှတ်ရတယ်ဘောလုံးကိုပထမဆုံးထိလိုက်တဲ့အချိန်မှာပဲတစ်ဖက်နောက်ခံလူကမင်းကိုကားကြီးတစ်စီးနဲ့တိုက်လိုက်တယ်လို့မျိုးအပြင်းထန်ဝင်တိုက်ပစ်လိုက်တဲ့အင်္ဂလန်မြေမှကြိုဆိုပါရတဲ့လစာ800 3ညအသက်24နှစ်မင်းဟာအမာခံလူစရင် starter ဖြစ်လာခဲ့ပြီးဂိုးတကိုးသွင်းလိုက်တာနဲ့သူတို့ကမင်းရဲ့နာမည်ကိုတချင်းဆိုပြီးချီးကျူးကြလိမ့်မယ်ဒါပေမဲ့အမားတစ်ခုလည်းလုံးမိလိုက်ရင်လည်းတနိုင်ငံလုံးကအဲ့ဒီအမားကိုမြင်သွားကြမှာဖြစ်ပါတယ်လစာ4 3ညအသက်34နှစ်မင်းရဲ့နောက်ဆုံးပွဲစဉ်မင်းကိုလာပြီးဖိအားပေး pressing နေတဲ့ကလေးငယ်လေးဟာမင်းအိမ်ကနေထွက်ခွာလာတော့ကမူလာတန်းပဲရှိပါသေးတယ်မင်းရဲ့ခြေထောက်တွေကလေးလံနေပြီးဒါပေမဲ့ဘောလုံးဟာမင်းစီကိုနောက်ဆုံးချိန်ဖြစ်လိမ့်လို့လာခဲ့တယ်တစ်ချက်ထိတစ်ချက်ပိတ်ကွင်းလုံးပြပရိသတ်ကြီးမတ်တရက်ပြီးအားပေးကြပါတော့တယ်လစာအင်္ဂလန်တခွင်လုံးမှာဟိန်းထွက်နေတဲ့မင်းရဲ့နာမည်ဆို